ဒီနေ့ podcast မှာကျွန်တော် content shocks public crowd mindset နဲ့ Steve Jobs ရဲ့အတွေ့အကြုံဒီ၃ခုကိုချိတ်ဆက်ပြီးတော့ marketing mindset တစ်ခုကိုကျွန်တော် knowledge အနေနဲ့ပြောပြပေးသွားပါမယ်။ပထမဆုံးအနေနဲ့ကျွန်တော် content shock ကိုရှင်းပြပေးပါမယ်။ content shock ဆိုတာက content တွေကထုတ်လုပ်သူသားများပြီးတော့ဖတ်ရှုတဲ့သူကနေပါနေတာမျိုးကိုပြောလို့ရပါတယ်။ဒီနေ့လို AI ခက်မှာဆိုရင်ပိုဆိုးလာပါတယ်။တနေ့တာမှာဆိုရင် content တွေတန်းပေါင်းများစွာရိုက်ထုတ်နေကြပေမဲ့လူတွေရဲ့အာရုံစိုက်မှုကတော့ကန့်သက်ထားဆဲပါပဲ။ဒီအချိန်ဒီမှာကိုယ့်ရဲ့ brand ကဈေးကွက်ထဲမှာတခြား brand တွေလိုပဲရိုးရိုးနဲ့ပြင်းစရာကောင်းနေမယ်ဆိုရင်လုံးဝလက်လူရှုခံဖို့အချိန်ဒီမှာများပါတယ်။ marketing ရဲ့အမှားတစ်ခုကဘာလဲဆိုရင်ပြင်းစရာကောင်းတဲ့ product တစ်ခုကိုမွေတွေအများကြီးသုံးပြီးကြော်ညာဖို့စူးစမ်းနေခြင်းပါပဲ။ content shop ထဲမှာမပြောက်ကွယ်ဖို့ဒီ marketing group တူဖြစ်တဲ့ Seth Godin ကစီးပွားရေးအတွေ့အကြုံတစ်ခုကိုပြသထားတာရှိပါတယ်။သူကကိုယ့်ရဲ့ထုတ်ကုန်ကပြင်းစရာကောင်းတဲ့နွားညိုတစ်ကောင် brown ကောင်းတစ်ကောင်ဖြစ်ပါစေနဲ့လို့ပြောထားတယ်။လူတွေသွားပြောပြခြင်းလောက်တဲ့ထူးခြားတဲ့ခရင်အောင်နွား purple ကောင်းတစ်ကောင်ဖြစ်ပါစေလို့သူကပြောတယ်ပေါ့။အဓိကသဘောကတော့ကောင်းရုံလောက်နဲ့မလုံလောက်တော့ဘူးထူးခြားနေရမယ်ဆိုတဲ့ mindset တစ်ခုပါပဲ။ဒီအတွေးခေါ်ကိုပဲ Steve Jobs ကပို့ပြီးနည်းနည်းချဲထွင်းပြောပြထားတာမျိုးရှိသေးတယ်။သူပြောပြထားတာက product ကိုအရင်မစင်းစားပါနဲ့ customer experience ဖောက်တဲ့ရဲ့အတွေ့အကြုံကိုအရင်စဉ်းစားပါလို့သူကပြောခဲ့တယ်။ဥပမာအနေနဲ့ဆိုရင် iPhone ကိုဒီဇိုင်းဆွဲတော့ကသူတို့ကဘယ်လောက်မြန်တယ်လဲဆိုတာထက်ဒီဖုန်းကိုသုံးတဲ့သူဘယ်လိုခံစားရမလဲဒီ packaging ကိုဖွင့်လိုက်ရင်ရတဲ့စိတ်ခံစားမှုကဘယ်လိုဖြစ်မလဲဆိုတာကိုအဓိကထားခဲ့တယ်ပေါ့။ဒီ purple ကောင်းဖြစ်ဖို့ဆိုတာ product ထူးခြားအောင်အနေနဲ့မဟုတ်ပဲ brand နဲ့ထိတွေ့တဲ့နေရာတိုင်းမှာစိတ်ခံစားမှုကိုထူးခြားအောင်ဖန်တီးပေးခြင်းပဲဖြစ်ပါတယ်။ဒါကြောင့်ကိုယ့်ရဲ့စီးပွားရေးမှာဒီ marketing mindset ကိုအသုံးပြုဖို့လိုအပ်ပါတယ်။ဒီ mindset ကိုအတူချုံပြပြရရင်နံပါတ်1လုံခြုံစွာနေတာကအန်ဒီရဲ့အရှိဆုံးပဲဆိုတာကိုလက်ခံပါနံပါတ်2ဝေဖန်ခံရမှာအောင်မကြောက်ဖဲနဲ့စွန့်စားရဲပါနံပါတ်3 customer experience ရဲ့နေရာတိုင်းမှာလူတွေတော့ပြောချင်လောက်တဲ့အချက်တစ်ခုကိုရှာပြီးတော့ထည့်သွင်းပါ content shop ထဲမှာပျောက်ကွယ်မသွားပဲကိုယ့်ရဲ့ brand ကိုထူးခြားတဲ့ခရင်အောင်နွားတစ်ကောင်အဖြစ်ခုပဲစူးစမ်းကြည့်လိုက်ပါစမ်းသပ်ပါသင်ယူပါကြီးထွားလာပါ